မင်္ဂလာပါရှင်မင်္ဂလာပါဘာရတော့မပါဘူးကိုလည်းလုပ်ငန်းဝင်နေရပါပဲအဲ့အချိန်လေးကနေပြီးတော့အမြဲတမ်းသူတစ်ပါးစမ်းပါဘူးသူတစ်ပါးကောင်းမှုဆိုရင်ကျမပြောချင်တဲ့ထက်တန်တဲ့ကျမရဲ့စိတ်ကလေးနဲ့တကူလောက်အားလုံးကိုတတိပေးပြစီရှင်ဘာလို့လဲဆိုတော့အခုရမ်းပူနေပါတယ်နေရမ်းပူနေတယ်ဟာတိတာပေါ့လူတိုင်းပူတာပဲနေရော့ရမ်းပူနေတယ်ဒါပေမဲ့ဂယူးစိုက်ကြစီခြင်းလို့နော်လူတွေကကျမတို့လူကြီးရာကြောင့်လေမိမိတို့ကိုမိတို့ဂယူးစိုက်တယ်ပေါ့နော်ဘူးတုတစိုက်နိုင်တယ်ဒါပေမဲ့ကိုအိမ်ကိုရဲ့ပေါ့နော်ကိုကလေးလေးတွေပေါ့နော်ကိုသားသမီးတူမှနောက်ဆိုကိုအိမ်မှာမိကိုနေတဲ့ကိုအလုပ်သမားလေးတွေဝန်ထမ်းလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုတတိလေးနဲ့ပြောဖို့အတွက်ကိုတတိမိနေမှာဆိုလို့ရှိရင်အရန်ကိုပူတယ်ဆိုတော့တူးနဲ့တူးခင်မွန်းနဲ့စင်စင်တူးနဲ့တူးစနီးနီးခင်မွန်းကစနီးကိုစနီးကခင်မွန်းသားသမီးကိုတတိပေးနိုင်အောင်လို့ပါနော်အရန်ပူပါတယ်အရန်ပူတာဖြစ်တဲ့အတွက်ကျမတို့နေ့လေကြီးမှာအေးကွန်းနဲ့အေးနေတယ်ကားထဲမှာအေးကွန်းအေးနေတယ်အပြင်ကပူတယ်အဲ့လိုမျိုးပေါ့အိမ်ကားစီးတော့၎င်းအိမ်မှာတော့၎င်းကျမတို့ဒီဈေးဝယ်တဲ့ခါမှာ၎င်းအေးလိုက်ပူလိုက်ခဏဖြစ်ကျမတို့ဒါအပူရှက်တတ်တယ်နော်အဲ့ဒါလေးယူဆိုင်ဖို့လိုမယ်နောက်တစ်ခါအရန်ပူနေတဲ့ချိန်မှာကျမတို့ရေခဲနဲ့ပတ်သက်တဲ့အစားအစာလေးကိုမစားပါနဲ့နော်ထိန်းချုပ်ပါနော်ကိုယ်တိုင်နဲ့ထိန်းပါကိုယ့်ရဲ့ပေါ့နော်လမ်းမြာလေးတွေလည်းတတိပေးပါနော်ရေခဲလေးလည်းမတောက်စေချင်ပါဘူးပူနေရနေပြန်လာပြီးတော့ခြေလက်တွေဆေးပလိုက်တာကြီးရေချိုးလိုက်တာကြီးလည်းမလုပ်ကြနဲ့နော်အရန်ပူပါတယ်အဲ့တော့ဒါလေးတွေကကျမတို့ဂရုစိုက်ရမယ်သွားရင်လာရင်ဆိုလေကျမတို့ဓာတ်စားကြီးလေးတစ်ထုပ်တော့စောင့်ထားတင်တယ်တိလားဓာတ်စားတုပ်ကလေးလေးတစ်ထုပ်စောင့်ထားတင်တယ်ဘာလို့ဆိုတော့ကျမတို့အပူလေးအရန်များတဲ့ကောင်မှာကျမတို့အပူရှက်တဲ့ကောင်မှာကျမတို့လေဒီလေဘေးမှာသွေး6ကလေးကျမဖြစ်လို့တိလားကျမမနေရဖြစ်လို့အဲ့တော့တတိယလို့ကျမမျှဝေလိုက်တာနော်ကျမတော့နည်းတတိရှိကိုကနည်းနည်းဂရုစိုက်တယ်လို့ဆိုတော့လေကျမအဲ့ထဲမှာကျမဓာတ်စားလေးစောင့်ထားတယ်အားအောင်နေတာ6လားအားကောင်းနေတာ6တာမှသွေးကိုမထွက်တော့6ကတ်လာတယ်ဒီလားဒါကိုဖြက်ကလေးတတိယလေငါဖျားတယ်လေဘင်းနေရလေးနာလာတယ်ဆိုဖျားတယ်ဆိုလို့ကျမလေးကိုပူချစည်းပါညာတောက်လိုက်အပိုပြီးတော့ဒုက္ခရောက်တော့မှာမဟုတ်ဘူးကျမတို့ဒီတက်စားရည်လေးကိုသွေးတိုးတက်လားမတိုးတက်လားတော့ချိန်ပေါ့နော်ချိန်ပြီးတော့တက်စားရည်လေးကိုစောင့်ထားတင်ပါတယ်အရေးပေါ့တက်စားရည်လေးကိုတောက်လိုက်ရပါမယ်နော်ဒါကျမတို့ခန္ဓာကိုယ်ထဲမှာရေတက်ဆုံးရှုံတက်တယ်လीနော်အဲ့ဒါကြောင့်ဘို့နော်တောရွာဒီမှာဆိုလေဟိုကလေးတောလုပ်တယ်လေတောထဲမှာလေနွားချောင်းကြီးစိတ်ချောင်းကြီးကျမတို့ရေကန်လေးတွေစင်းကူးတာမျိုးလေးအပြူးဆိုင်ပုံမိဘတွေကတတိပြလို့လိုက်ပါနော်အားလုံးကျမ်းမာကြပါစီအနေကင်းကြပါစီရှင်ပြောဖို့မိသွားတယ်ဟိုဟာလေအပူစာတွေလည်းမစားကြနဲ့နော်အပူစာဆိုတာဟိုတက်စာတွေပေါ့နော်ဒီခေတ်ဟိုဟာလေအုံးတမင်းတွေဘာတွေပေါ့နော်ဓာတ်ပေါက်တွေဒါတွေလည်းမစားသင့်ဘူးနော်ဒီလိုအချိန်မှာနောက်ကအပူစာထဲမှာတော့ကျမတို့ခုနလေးတမာရွက်တူခုနတမယာတမာရွက်အပူစာမျိုးတွေပေါ့နော်ငပိငချောင်းငပြားကြီးတွေအဲ့ဒါတွေကမစားသင့်ပါဘူးနော်ဒါအပူစာတွေဖြစ်ပါတယ်နော်ဒီချက်မှာစံအေးစာလေးတွေရွေးစားတဲ့နေအကောင်းဆုံးဟာလို့လေကျမလေးဒီဖတ်မှန်လေးတလောက်လေထမင်းလေးကိုဖန်ခွက်လေးထဲမှာထမင်းလေးထည့်ပြီးတော့ရေလေးစိမ်ပြီးတော့တဲ့အဲ့ရေလေးကိုတောက်တာအဲ့ထမင်းလေးကိုစားတာအဲ့ဝင်းအေးတယ်တဲ့ယူဆိုင်ကြနော်အားလုံးကိုကျမ်းမာစေခြင်းနဲ့အားလုံးကိုဒုက္ခမရောက်စေခြင်းဘူးအဲ့စေတနာမေတ္တာကိုရရှိပါစေခံစားနိုင်ပါစေနော်ဆရာမလုပ်ဘူးနော်